မေခွန်းတွေအဖြေတွေဖြေရမှာမလို့ပါနော်အဲ့တော့နောက်တစ်ယောက်ကတော့ဒီဘက်မှာ GOD လူကာဆိုတဲ့တယောက်ပါဒီအမျိုးသားပေါ့နော်ဒီမျက်မှန်လေးနဲ့အမျိုးသားပါအဲ့တော့ဒီဘက်မှာသူကလည်းပဲအမျိုးသမီးလေးတယောက်နဲ့ပုံတွဲရိုက်ထားတဲ့ပုံကိုတင်ထားတယ်အဲ့တော့ဒီအောက်မှာဆိုလို့ရှိရင် about နော် about ကဆိုတဲ့အတိုင်းပဲသူ့ရဲ့အကြောင်းအရာ blog သူရေးထားတဲ့ blog တွေနောက် photo သူတင်ထားတဲ့ဓာတ်ပုံတွေနဲ့နောက်ဆုံး video သူတင်ထားတဲ့ video တွေပေါ့နော်ဆိုတော့အဲ့တော့ဒီမှာသူက about ထဲမှာသူအကြောင်းနဲ့ပတ်သက်ပြီးတော့ဘာတွေပြောထားလဲဆိုတာကြည့်အောင် I'm Gio from Italy ကျွန်တော်ကအီတလီနိုင်ငံက Gio ပါ I'm 27ကျွန်တော်ကအသက်28နှစ်ရှိပါပြီ I'm an engineer ကျွန်တော်က engineer တယောက်ပါ with ENI ဆိုကုမ္ပဏီနာမည်ပါနော် ENI ကုမ္ပဏီက engineer တယောက်ပါ ENI is an electricity company in Rome ENI ဆိုတာကတော့ရောမမှာရှိတဲ့ electricity က lျှပ်စစ်နော်လျှပ်စစ်ကုမ္ပဏီပါ the offices are near Chiappino Airport offices ဆိုတာကသူက ENI ကုမ္ပဏီရဲ့သူ့ရဲ့ရုံးတွေနော်သူတို့တွေက Chiappino Airport ကတည်းကလေယာဉ်ကွင်းနော်လေယာဉ်ကွင်းအနီးမှာရှိတဲ့ရုံးကရုံးတွေကတော့ Chiappino လေယာဉ်ကွင်းအနီးမှာရှိပါတယ် in this photo ဒီဓာတ်ပုံထဲမှာဆိုလို့ရှိရင်တော့ I'm with Nivin ကျွန်တော်က Nivin နဲ့အတူရှိနေတာပါဒီကောင်မလေးနာမည်က Nivin နဲ့နော် she's 25ဒီကောင်မလေးကအသက်က25နှစ်ရှိပါပြီ and she's a friend သူကကျွန်တော်ရဲ့တင်ငယ်ချင်းတယောက်ပါ Nivin's from Ankara in Turkey Nivin ကတော့တူရကီ Turkey ကတူရကီနိုင်ငံနော်တူရကီနိုင်ငံ Ankara မြို့ကပါ and she's a nurse ဒီကောင်မလေးကအလုပ်က nurse နော်ဒီနာလေးပါ we are in an English class together ကျွန်တော်တို့တွေကအင်္ဂလိပ်စာသင်တန်းကိုအတူတူတက်ခဲ့ကြတာပါအဲ့တော့ဒီကောင်လေးကအီတလီကဒီကောင်မလေးကတော့တူရကီကပါနော်အဲ့တော့ဒီဟာလေးတွေကိုနားထောင်ပြီးတော့အကုန်လုံးနားလည်သွားပြီဆိုလို့ရှိရင်ကျေကိုသူတို့နဲ့ပတ်သက်တဲ့မေးခွန်းလေးတွေတာပြီးတော့ဖြေကြည့်ကြမယ်နော်